အိမ်တအိမ်ဘာလို့ဆင်းရဲရတာလဲအိမ်တအိမ်ကိုဆင်းရဲစေတဲ့အချက်၅ချက်ရှိပါတယ်တစ်ခေါင်ကမလုံတဲ့အိမ်တအိမ်မှာခေါင်ကမလုံရင်ငိုယုံမဲ့ဒုက္ခရောက်မယ်ဒီသဘောအတိုင်းပါပဲခေါင်နဲ့တူတဲ့မိဘအချီခဲတွေအတုံးမကြတဲ့အိမ်ဟာလေဆင်းရဲမှာပါပဲအဖေလို့တော့သူကအရက်ကလေးတမျက်မျက်နဲ့ဇိမ်ကြားနေမယ်အမေလို့သူကနှလုံးသုံးလုံးတွက်ပြီးထိုးခွက်ချနေမယ်ဆိုရင်တော့သိကြပါတယ်အဲ့ဒီအိမ်မှာမမွဲရင်ဘယ်အိမ်မှမွဲမှာမဟုတ်တော့ပါဘူးနှစ်မီးဖို့ချောင်းမလုံတဲ့အိမ်ငွေထွက်ပေါက်အစားမီးဖို့ချောင်းကားလို့ဆိုပါတယ်အိမ်တအိမ်မှာငွေထွက်အများဆုံးနေရာဟာမီးဖို့ချောင်းပါပဲစားဝတ်နေအိမ်သုံးပါမှာလဲအစားကထိတ်ဆုံးနေရာမှာပါနေပါတယ်အဝတ်မရှိဘူးလားရှိလာလေးနဲ့လှအောင်ဝတ်လို့ရပါတယ်နေတဲ့အိမ်ဘလောက်ပဲစုပ်စုပ်ကြောတခင်းစာရှိရင်အဆင်ပြေတယ်ဒါပေမဲ့အစာမစားပဲကြတော့နေလို့မရဘူးလေဒီတော့မီးဖို့ချောင်းကငွေထွက်အများဆုံးနေရာဖြစ်နေတာမဆန်းပါဘူးဒီလိုငွေထွက်အများဆုံးနေရာဖြစ်တဲ့မီးဖို့ချောင်းကိုတေးသေးချာချာမစီမနိုင်မခန့်ကွဲနိုင်တဲ့အိမ်ကလည်းဆင်းရဲမှာပါပဲ၃မိသားစုထဲမှာရေသာခိုလိုက်နေတဲ့သူတွေရှိတဲ့အိမ်ဘယ်ဟာကိုလက်ရမလဲဘယ်ဟာကိုတိုရမလဲဆိုတာအချိန်ပြည့်စောင့်ကြည့်နေတဲ့အိမ်တွင်တခိုးတွေပါဒီလိုအိမ်တွင်တခိုးတွေရှိနေတဲ့အိမ်ဟာလည်းဆင်းရဲတွင်ထဲမှာနစ်မြဲနစ်နေတတ်ပါလေဒါတွေကတော့အိမ်တဲ့အိမ်ကိုဆင်းရဲစေတဲ့အချက်၅ချက်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အိမ်တွေမှာလည်းဒီချက်တွေဖြစ်နေရင်အမြန်ဆုံးအပြေရှာပြီးပြင်ဆင်ကြဖို့အကြံပြုပါစေကျွန်တော်တို့နိုင်ငံလည်းဆင်းရဲတဲ့နိုင်ငံနဲ့ပါပါတယ်ဒီလိုကျွန်တော်တို့နိုင်ငံဘာလို့ဆင်းရဲရတာလဲဆိုတော့ဟုတ်ကဲ့ခေါင်းမိုးမလုံလို့ပါရှင်